စိမ့်လို့မပြောပါနဲ့ယင်းဤခြင်းသူအဖြစ်ဖြစ်တော်လို့ပါသက်ဆိုင်ဖို့ရအခွင့်မတာခဲ့ရင်နောက်ဆုတ်တော်မှာပါမောင်းထုတ်ပြလိုက်မှလားကစားဖို့အယုတ်တရုတ်ရတယ်လို့ပြောပြီးမင်းကစားတော့မှလားစေတနာထားရက်စတော့မှလားအိမ်မထင်မှာပဲနေပြရစေခွေဝင်မလာစေခြင်းလဲခွေရတာရှိစွာခံယူအောင်မဲ့အလွမ်းကတဆက်ဆက်လာတဲ့တကယ်ဆိုတာစီထားတဲ့အစီတွေရှိတာငါနာလဲပါတယ်